ကိုထွေးကဲအားလုံးပဲမင်္ဂလာပါเนาะဦးကျမတို့ကဒီပေါ့เนาะဒီခစ်ကြီးတဲ့မှာဘာဖြစ်နေလဲဆိုတော့ကျမတို့ဒီပေါ့ဆက်ပေါ့เนาะဆက်ကြီးကဒီကျမတို့မြမယဉ်ကျေးမှုဆက်အဖွဲ့ပေါ့เนาะဆက်အဖွဲ့ကြီးကပြန်ပြီးတော့တည်ထောင်လာတဲ့အချိန်မှာအရန်ကိုကောင်းပါတယ်ဒီကျမတို့မြမအမျိုးသမီးလေးတွေမြမကလေးတွေပြန်ပြီးတော့ဒီဇက်ကိုဆက်ဝင်စားလာတာကျေးဇူးအရန်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့အားနေလို့ရှင်ဘာသွားလိုက်ကလတ်သွားလိုက်ဘာသွားလိုက်ကလတ်သွားလိုက်နဲ့သွားနေကြတဲ့ကလေးတွေအားလုံးကအခုကမြမရဲ့ယဉ်ကျေးမှုเนาะမြမဇက်ကြီးကိုသူတို့ကအခုသိသွားတာပေါ့နော်မြမဇက်ရဲ့အရသာဘလို့ရှိတယ်ဘလို့လာတယ်ဆိုတော့သိသွားတယ်။ဘာကြောင့်လဲဆိုတော့ဒီမြမဇက်တပြင်အခုပြန်ပြီးတော့ပေါ်ထွန်းလာတဲ့အခါမှာတော်တော်လေကျမတို့အသက်ကြီးသွားတယ်လို့တော်တော်ထင်ရတယ်ပေါ့နော်ကျမတို့ငယ်ငယ်တုန်းကလည်းကျမတို့အရွယ်ပေါ့သူတို့ဒီ16 19 18 20အရွယ်တုန်းကလည်းကျမတို့ဒီမိုးဝင်းတို့ဟလာမိုးမင်းတို့ချမ်းသာတို့အချိန်ပေါ့နော်ကျမတို့တွေကြည်ကြတာပဲဒီလိုပါပဲဒါနော်မန္တလေးသိန်းစောနော်ကျမတို့လိုက်ကြည့်ကြတာပေါ့ဇက်ပွဲကိုရန်ဝါသနာပါတယ်အခုဒါပေမဲ့ကျမတို့ဒီတစ်ခစ်ပြန်ပြီးတော့ပေါ်ထွန်းလာတဲ့အချိန်မှာစမ်းရည်မိုးတို့အောင်စဘူးတို့နော်ပေါ်ထွန်းလာတဲ့လူငယ်လေးတွေကိုကျမတို့ဂုဏ်ပြုပါတယ်လေးစားပါတယ်တော်ပါတယ်အရေးချင်းနဲ့အားလုံးပြည့်စုံပါတယ်ပညာရေးပိုင်းမှာရောဒီအမှုပညာပိုင်းမှာရောတော်ကြပါတယ်ကလေးတွေအရန်အောင်လဲချစ်ဖို့ကောင်းတဲ့ကလေးလေးတွေပါနော်အဲ့တော့ကျမတို့ကအခုဘာဖြစ်နေလဲဆိုကျမအခုအသက်ကလည်းရလာတော့အသက်ကလည်း60ကျော်သွားပြီဆိုတော့ကျမဇက်ကြည့်ချင်တယ်ဒါပေမဲ့ကျမကြည့်ဖို့ကမထိုင်နိုင်ဘူးဒူးတွေလည်းနားလာတယ်ခါးတွေလည်းနားလာတယ်အဲ့တော့ကျမမှာဘာလုပ်ရလဲဆိုတော့တက်တော်တွေကနေတော့ကျမမှာအပေါ်ဆွဲလိုက်လေအောင်စပူဖြစ်နေတယ်အောက်ဆွဲလိုက်တော့လေအောင်စပူဖြစ်နေတယ်ကျမမှာရီလိုက်ရတာသူတို့လေးတွေနော်ကျင်နူးလိုက်ရတာဝမ်းသာလိုက်ရတာပီတိဖြစ်လိုက်ရစိုင်းမိုးလေထုံနေတကောင်းပါပဲတော်ပါတယ်အရန်တော်တယ်ကလေးလေးတွေနော်ကျမတို့ချီးကျူးပါတယ်ကျမတို့ဒီမြန်မာနိုင်ငံကြီးမှာဒီလိုမြန်မာယဉ်ကျေးမှုစက်တပင်ပေါ်လာတော့အရန်ကိုကျေးဇူးတင်ပါတယ်မြန်မာမိန်းကလေးတွေနော်မြန်မာကောင်လေးတွေကအစပေါ့နော်အခုဘာတို့ကလတ်တို့မှာတိတ်မရှိကြတော့ဘူးအများကြီးကြည့်ရင်ဇက်ပွဲရုံမှာပဲပြည့်နေတာတွေ့အထူးလဲကျေးဇူးတင်ပါတယ်ပေါ့နော်ဥကျမကဘာလဲဆိုတော့ကျမဇက်ကြည့်တယ်လို့ဖြစ်နေတာပေါ့နော်ညနိုင်ကြလို့ရှိရင်ကျမဘုရားရှိခိုးပရိလေးပါလေးစိတ်ပြီးတာနဲ့တစ်တော်လေးလှန်လိုက်လို့ရှိရင်စိုက်မိုးတွေ့တယ်အောင်စပူကိုတွေ့တယ်တော်တယ်ရမ်းတော်တဲ့ခလေးလေးတွေကျမတို့လည်းအားပေးတယ်သူတို့ဒီထက်မကလည်းစ조사အထုတ်ပါလို့လည်းပြောချင်ပါတယ်ဒီထက်မကလည်းမြန်မာနိုင်ငံရဲ့ဂုဏ်ရည်မြန်မာပြည်ရဲ့ပေါ့နော်ဒီရင်ကျဲမှုထိမ့်သိမ့်ပေးပါလို့လည်းပြောချင်ပါတယ်အရန်တော်တဲ့ခလေးတွေပါဟိုကျမတို့ကတက်တော့ကြီးလိုက်လို့ရှိရင်အပေါ်ကြီးအောက်ကြီးဒီဆိုင်းရမိုးနဲ့အောင်စပူပဲတွေ့ရပါတယ်ပေါ့နော်အဲ့တော့ကျမပြောချင်တာကတော့ဒီကလေးနှစ်ယောက်ကကျမတို့ရဲ့ဒီမြန်မာမိန်းကလေးတွေမြန်မာဒီလူငယ်လေးတွေအတွက်ကိုတော်တော်ဂုဏ်စရာကောင်းပါတယ်ပေါ့နော်အားလုံးအတွက်လည်းကျမတို့ကဝမ်းသာဖြစ်ရပါတယ်ပေါ့နော်ဘယ်နေရာမှာဆိုရင်အောင်စပူဇက်ဆိုင်ရင်မိုးဇက်ဆိုပြီးတော့အခုကြော်ညာတွေလည်းရိုက်တာကျမတွေ့နေရပါတယ်နော်အားလုံးဒီမြန်မာနဲ့ပတ်သက်တဲ့မြန်မာမှုနဲ့ပတ်သက်တဲ့မြန်မာနှစ်ပါးသွားခွင့်ကိုလည်းပွဲတွေမှာလည်းထုတ်တာတွေ့ရပါတယ်ဖုံပွဲတွေမှာလည်းတွေ့ပါတယ်နော်အားလုံးလည်းကျမဝမ်းသာပီတိဖြစ်မိလို့ကျမတက်တော့ကနေပြီးတော့ကျမပြောလိုက်ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်စိုင်းရည်မိုးရောအောင်စပူရောသားလေးတို့ဒီထက်မကတိုးတက်အောင်မြင်ပါစေလို့နော်ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်ဒီကနေပြီးတော့ဒီမြန်မာနိုင်ငံရဲ့မြန်မာရဲ့ယဉ်ကျေးမှုကိစ္စတွေကိုသားတို့နှစ်ယောက်ကပြန်ပြီးပေါ်ပြီးတော့ထုတ်ပေးတာကိုရန်ကျေးဇူးတင်တယ်နော်သားလေးတို့လည်းဒီထက်မကအောင်မြင်ပါစေမိဘကိုသိနိုင်တဲ့ဆရာသမားကိုသိနိုင်တဲ့သားကောင်းလေးများဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်နော်အားလုံးမင်္ဂလာနည်းနည်းခင်းမှာအားလုံးအေးချမ်းကြပါစေခုနှစ်ရဲ့သားသမီးပေါင်းတို့လည်းရှင်လန်းချမ်းမြေ့ကြပါစေလို့နော်မေတ္တာပို့လိုက်ပါတယ်သားလေးတို့လည်းစတဲ့တိုးတက်အောင်မြင်ကြီးပွားချမ်းသာကြပါစေဒီထက်မကလည်းအောင်မြင်ပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါ